Hello အားလုံးမင်္ဂလာပါကျွန်မကတော့ English Language Teacher ဒေါ်စိုးမော်မော်ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ email ပို့တဲ့အခါမှာလိုအပ်တဲ့စကားလုံးလေးတွေစာကြောင်းလေးတွေကိုမျှဝေပေးပါမယ် attached သူ့ရဲ့အဓိပ္ပာယ်ကပူးတွဲထားသောတွဲထားသော okay attached next one document သူ့ရဲ့အဓိပ္ပာယ်ကစာရွက်စာပဲdocument ပူးတွဲထားသောစာရွက်စာတမ်းများကိုကြည့်ရှုပါဒါလေးကိုအင်္ဂလိပ်လိုပြောတော့ please find the attached document please find the attached document next one thoughts ကဲအဓိပ္ပာယ်ကတွေးခေါ်ယူဆချက် let me know သူအဓိပ္ပာယ်ကသိပါရစေ let me know next one kindly ရဲ့အဓိပ္ပာယ်က please နဲ့တူပါတယ် kindly ကို formal letter တွေမှာအသုံးများပါတယ်သူကပို့ပြီးတော့ formal ကြတယ် kindly let me know your thoughts သူရဲ့အဓိပ္ပာယ်ကမင်းရဲ့တွေးခေါ်ယူဆချက်တွေကိုသိပါရစေ kindly let me know your thoughts next one hope သူကမျှော်လင့်တာ okay well ကတော့ဒီမှာသူ့ရဲ့အဓိပ္ပာယ်ကကျန်းမာရေးကောင်းတာကျန်းမာတာ okayဒီ email ကိုမင်းလက်ခံရရှိတဲ့အချိန်မှာကျန်းမာမာရှိမယ်လို့ငါမျှော်လင့်ပါတယ်အဲ့ဒါလေးကိုအင်္ဂလိပ်လိုပြောတော့ I hope this email finds you well I hope this email finds you well okay bye bye have a nice day see you next time ဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ကိုအတွက်အကျိုးရှိရဆိုရင် comment မှာတစ်ခုခုရေးပေးခဲ့ပါ like and share လေးလည်းလုပ်ပေးပါနောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုလေးကိုဆက်လက်ပြီးတော့မျှဝေပေးပါဦးမယ် bye bye see you next time